ကားဆက်ယုံတို့မဟုတ်ပစ္စည်းဆက်ယုံတွေမှာအသုံးပြုတဲ့တရုတ်စကားလုံးလေးတွေကိုလွယ်လွယ်ကူမြင်သာအောင်ပုံလေးနဲ့မြောက်ပြီးတော့မှဖြစ်ပါတယ်။ပထမတစ်ခုကတော့ပစ္စည်းတွေပြင်တာကို修ဆက်ယုံမှာသုံးတဲ့ပစ္စည်းတွေတက်ဆင်တာကို装ပစ္စည်းတွေစက္ကရိယာတွေမှာတာကို抬ပစ္စည်းပြက်နေတဲ့ဟာကိုအစ်စ်လဲလိုက်တာလဲဒီကို换ဝက်ဦးတွေကိုကြောက်လဲနဲ့ကြက်အောင်လဲတာတို့မဟုတ်တခြားပစ္စည်းတွေကိုကြက်အောင်လဲတာကို拧紧ပစ္စည်းတွေကိုချောင်းအောင်လဲတာတို့မဟုတ်လျှော့အောင်လဲတာကို拧松ကဟေးဆိုတာကိုหั่นပစ္စည်းစက္ကရိယာတွေကိုဖိပြီးတက်စင်တာဖိဒီကိုယာစက္ကရိယာပစ္စည်းတစ်ခုကိုအစိပ်ပိုင်းတစ်ခုချင်းစီဖြုတ်လိုက်တာကို拆စက်ပစ္စည်းတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုတို့မဟုတ်အချို့ကိုဖြုတ်ချလိုက်တာတို့မဟုတ်မူလနေရာကနေဖယ်ရှားလိုက်တာကို卸ပြန်ပြီးနှွေးကြည့်ရအောင်修装抬换拧紧拧松焊压拆卸ဒီဗီဒီယိုလေးသုံးဝင်နေဆိုရင် like and follow လေးလုပ်ခဲ့ပေးကြပါအောင်နော်